ဒီလိုကောင်းလေးဆိုတော့ပတ်စံပါသေးတယ်နော်ကျွန်တော်ဆုံးဘာလို့ပွားလို့ရှိတာရှိရကျွန်တော်ဂျပန်နဲ့ပဲတက်လိုက်ပါနော်ဂျပန်ကလေးနဲ့ဒီတိုင်းဆိုဒီလိုက်တကပြီးစီရတယ်ဒီတိုင်းတကကြာတယ်ရှိကျွန်တော်ကတော့ဂျပန်နဲ့တက်လိုက်ပါရှိဒီကားကြည့်တာလေတော့အများကြီးပို့တာထားပါတယ်ဒီလိုမျိုးဆိုရင်ပို့ချပြီးတော့ချပြီးတော့ပေါ့နော်ညထုတ်လို့တာဒီတဲ့ကိုနေတာနော်ဒီပြစ်စတာလေးဘာလို့လဲ